ဒီနေ့ကျွန်တော်ရောက်ရှိနေတာတော့အဲ့နိုင်ငံရဲ့နမီကြီးကကြပူပြီးခင်မင်းတမန်ရဲ့ထားလမ်းပါတနစ်မှတည်းပဲကျွန်မလည်းပွဲတော်ယူရောက်ရှိနေတာတဲမှာပါလေးရှိရဆိုတော့ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်အထင်းမှာတော့အခုလိုမျိုးပဲစုံလင်တဲ့ကစားကလေးကစားစရာတွေအစုံရှိပါတယ်ကလေးရောလူကြီးတွေရောကစားလို့ရတယ်ကစားနည်းတွေအစုံရှိပါတယ်ပေရမြတို့တိုက်ကာတို့ပြီးအဲ့အဝိုင်းလင်းနေတာတို့ပြီးတော့ရှင်အဲ့ပေါ်မှာဒန်းယူကင်ပြီးတော့စီးရတဲ့ဟာတွေအစုံပါပဲခဏစားပြီးလို့ရှိရင်တော့ခြားရဟတ်တွေရောအစုံပဲရှိပါတယ်ဒီမှာတော်တော်လေးစုံနေလို့ပြောမယ်ကျွန်တော်ဘန်ကောက်မှာတွားခဲ့တဲ့ဘူးတို့မြပွဲစည်းရှိပါတယ်ပါနန်းပွဲစည်းရှိပါတယ်အဲ့ပါနန်းပွဲစည်းထက်ကိုဒီပွဲစည်းကနည်းနည်းလေးပို့ကြီးမယ်လို့ကျွန်တော်ထင်ပါတယ်သူကကစားစရာတွေများသွားတယ်ပေါ့ပါနန်းပွဲစည်းကကျတော့အစားစားဒီကဟိုဈေးတန်းအရှိကြီးပေါ့နော်မတူဘူးပေါ့နော်ဒီနှမျိုးနဲ့နှမျိုးတော့ဒီကောင်လဲပွဲကြီးလို့ပြောရတယ်ပေါ့နော်ထိုင်းနိုင်ငံမှာဆိုရင်ပြီးတော့အခုလိုမျိုးတိတ်ဆန်နေအစာကျွေးတဲ့နေရာတွေတဲ့အစုံပဲရှိပါတယ်ပြီးတော့အခုလိုမျိုးတနက်ပြင်းမဲ့နေရာတွေလည်းရှိတယ်တော်တော်လေးကိုစုံတယ်လို့ပြောရမယ်ပွဲစေးကသူထိုင်းကစီဝါရေးလောက်တက်တယ်ပြောရမှာဒါဒီအစာကျွေးတဲ့ခွက်လေးဆိုရင်မောလာဥလို့ပြောရမှာဟိုအမြင့်လေးကို9မြင့်လောက်ဗျာဖက်20ပေးရတယ်ဒါပေမဲ့လူတွေဝင်နေရတယ်အဲ့ဒါလေကျွေးကြတာပဲအဲ့ဒါဘယ်20ဆိုဗမာဝင်နဲ့တော့ချင်းကျွန်တော်စိတ်တင်ပြောရရင်3000လောက်ရှိမယ်ထင်တယ်2000ကျော်လောက်တော့ရှိမှာပေါ့ဗျာအနေကအဲ့ဒါယူဗျာ2000ကျော်ကြီးကိုဝယ်ရတာပဲဟိုပွဲစည်းလို့တော့ပြောတော့ပါတရိတ်ဆက်နေလဲအစုံပဲဗျာပြတာသူတို့ကအဓိကကျတော့သူတို့ရဲ့စီးပွားရေးပေါ့နော်ထိုင်းနယ်စီးပွားရေးဘယ်လိုမျိုးလဲဆိုတော့အဲ့သူတို့တရိတ်ဆက်နေပြတာပြီးတော့တရိတ်ဆက်တွေအစာကျွေးလို့ရတယ်အဲ့ဒီအစာကျွေးတော့မှဗျာတစ်ခေါက်20 30 50စီးပွားရေးအမြင်ပါဗျာသူတို့ကလုံးဝစီးပွားရေးလောက်တတ်တယ်လို့ပြောလို့ရတယ်ဗျာဒီမွေတွေဆိုလဲဗျာဒီမွေကြီးကိုတွဲရိုက်ကျင်လို့ရှိရင်တစ်ပုံ100ကွာ100လား50လောက်ဒီပေးရတပုံသူရိုက်ပေးတာပေါ့နော်အဲ့မှာတော်တော်လေးမိုက်တယ်ထိုင်းနေရမရအဲ့ဒီခလီကစားစီကအယုတ်ဟိုအစဗျာမကြီးအဲ့ဒီခလီကစားတာဗျာလက်မှုလေးနဲ့သူကထင်ရအဲ့ဒါတစ်ခါကစားရင်20လား50လောက်ကြီးပေးရတယ်အဲ့ဒါကိုမှအဲ့ဒီဂျယ်လီလေးတွေအီတုံလေးတွေအဲ့ဒါတွေကောက်ပြီးတော့ဗျာချင်းနဲ့ထည့်လို့ရှိရင်ကိုကောက်လို့ရတဲ့ဟာကိုယူသွားပါဗျာအဲ့လိုမျိုးပေါ့ပြီးရင်တော့ခလီဆော့တဲ့ဟာတွေဗျာအစုံပဲဗျာရေပေါ်မှာဆော့လို့ရတဲ့ဟာတွေအဓိကခလီတွေဆော့လို့ရတဲ့နေရာတွေလည်းများတာပေါ့ပြောဆိုခလီတွေခေါ်သွားမယ်ဆိုရင်တော်တော်လေးမိုက်တဲ့နေရာလို့ပြောလို့ရတယ်ဒီနေရာကကျတော့ဥကြတော့ဒါမုတ်စေတန်းဘက်ချင်ပါသူကမုတ်စေတန်းသူကကျတော့တလန်းပဲရှိတယ်ဗျာအဲ့ဒီတလန်းမှာပဲအဲ့ဒီတလန်းမှာတော်တော်လေးတိုးတယ်ပြောဘာလို့ဆိုဘာလို့အရန်တိုးလဲဆိုရင်သူ့မှာကပွဲတော်ရက်ဟာလားပွဲတော်ရက်ဆိုတော့သူအဓိကတင်မင်းတမရက်ထားလန်းဖြစ်တဲ့အတွက်ဒီရက်ထားလန်းရဲ့ပြဆက်ရှိတယ်ဗျာပြဆက်ကအဲ့ဒီ8နိုင်လောက်ပါလားလာ9နိုင်ခွဲ8နိုင်လောက်မလားအဲ့ဒီကနေ9နိုင်လောက်ထီကိုပြတယ်ပြီးလို့ရှိရင်ဘီးပန်းတွေဖောက်တယ်ဗျာတော်တော်လေးကိုလှပြဆက်ကတော့အဲ့ဒီရက်ထားလန်းဖြစ်ပုံခဲ့တဲ့ဖြစ်ပုံဟောဗျာဂျပန်အဲ့လိုပေါ့ပြဆက်ပုံစံမျိုးလေးရိုက်ပြတာဗျာပြဆက်လေးရတော့တော်တော်မိုက်ရှိလို့ကောင်းတယ်ကျွန်တော်တော့မကြည့်ခဲ့ရဘူးဘာလို့ကန်ဆိုးခြင်းလို့ပေါ့ဗျာကန်ဆိုးခြင်းလို့မကြည့်ခဲ့ရဘူးကျွန်တော်တို့တော်ရဲ့နေ့မှာပြဆက်ကမရှိဘူးဘလူးပြဆက်ပဲရှိတယ်အဲ့ဒီဘလူးပြဆက်တူတော့အိမ်ငိုက်သွားတာပေါ့ဗျာဒါအခုကျွန်တော်ရောက်နေတာဒါတင်မင်းတမန်ရထားလမ်းပေါ့ဒီအနောက်မှာတင်မင်းတမန်ရထားလမ်းဗျာအမှဟိုစင်နာလို့တင်မင်းရထားလမ်းမှမသိရတာဗျာဟိုဘေးကနေကြည့်တော့တင်မင်းတမန်ရထားလမ်းမှသိရတယ်ကျွန်တော်တို့ပြဆက်ကြည့်ရှင်လို့လာတယ်ဒါပေမဲ့အဲ့ဒီပြဆက်မရှိဘူးဆိုတော့ကျွန်တော်အိမ်ပြန်သွားဖြစ်တယ်နောက်နေ့မှာပြဆက်ကြည့်ရှင်လို့ပြန်လာတယ်ပြန်လာပြီးဘလူးပြဆက်နဲ့တိုးရတယ်ဗျာကန်ဆိုးခြင်းတယ်ပေါ့နော်အမှန်တော့အဲ့ဒီသူတို့ပြောတဲ့ဂျပန်ပြဆက်ကတော်တော်လေးမိုက်ပြောတယ်မိုက်တယ်ဆိုတော့မိုင်းတွေခွဲပြီးတော့ပါတယ်ဗျာအဲ့ဒီအရင်ကပုံစံတိုင်းကိုပြန်ပြီးတော့လောက်တာတဲ့ပြဆက်ဆိုတော့အဲ့ဒါလေးတော်တော်များများလက်ကြည့်ကြတယ်ဗျာကျွန်တော်အခုဒီမှာမြင်သိနေရတယ်ဗျာအမှသူဂျပန်ဝတ်စုံလို့ပါလို့ဗျာအမှမင်းသားပါတာလားပါလည်းမသိပါဘူးအမှပါလို့တော့ပြောတာပဲတယောက်တော်လေးမိုက်တယ်သူများအဲ့ဒီအဓိကကအဲ့ဒီမီရှူမီပန်းဖောက်တာကိုကြည့်ကြတယ်အမှကျွန်တော်ဦးတွေ့နေရတဲ့မီရှူမီပန်းဖောက်တာတော့ပြီးလို့ရှိရင်ကောင်းကင်မှာဖောက်မဲ့မီပန်းတွေတော့အဲ့ဒါတွေလက်ကြည့်ကြရတယ်အဓိကဒါပေမဲ့ကျွန်တော်တို့သွားတဲ့နေ့မှာတော့ကန်ဆိုးပြီးတော့ဘလူးပြဆက်ကိုကြည့်လိုက်ရတယ်ဘလူးပြဆက်ကြည့်တော့ကျွန်တော်တို့သူတို့ထိုင်းလို့ပြောတော့ကျွန်တော်ကနားမလဲဘူးနားမလဲတော့အိမ်ငိုက်ပါတော့ဗျာအိမ်ငိုက်ပါတော့ဒါပေမဲ့လည်းမီပန်းဖောက်ရတီစောက်ကျင်နေဆိုတော့လည်းမီပန်းဖောက်ရတီစောက်ပြီးတော့ကြည့်ခဲ့ပါတယ်လူကတော့တော်တော်များတယ်အဲ့ဒါဘလူးပြဆက်တော့မကြည့်လူတပုံတွေ့တော့အထဲပေးမှုနော်ပေးမှုတာမဟုတ်လူပြည့်သွားတယ်ဒါပေမဲ့ခုံနေအများကြီးလွတ်နေတယ်ဗျာအပေါ်ကချင်းအဲ့တရားပေါ်မှာလည်းလူအပြည့်ပဲနော်အဲ့ဒီပြဆက်ရှိနေတော့တရားပေါ်မှာလူအပြည့်ပဲတောက်လျှောက်အပြည့်ပဲအဲ့ဒီပြဆက်ကိုကြည့်နေရတဲ့လူတွေပဲဒါပေမဲ့အိမ်မငိုက်ဘူးလားမသိသူတို့ထိုင်းနေကြတော့ထိုင်းလို့နားလဲမှာကျွန်တော်ကြောင့်နားမလဲတော့သိတော့လားအိမ်ငိုက်ပြီးတော့ပြင်းကြရကောင်းဖြစ်နေအဲ့လိုပေါ့ကျွန်တော်အဓိကကတော့ဒီဂျပန်ပြဆက်ကြည့်ချင်လို့လာတာပါဒါပေမဲ့ကြုံခဲ့ဘူးပေါ့နော်နောက်နှစ်လည်းရှိမယ်လို့တော့ထင်ပါတယ်ဒီပွဲကတစ်နှစ်တစ်ခါကျင်းပတာဖြစ်တယ်နောက်နှစ်ကျရင်တော့ကြည့်ကြည့်ပါတယ်ငယ်တော်တော်လေးကိုမိုက်တဲ့ပွဲစီဖြစ်တယ်အကျယ်ကြီးနဲ့ခလေးလေးပါလေခုံရရင်လည်းတော်တော်လေးကိုမိုက်တယ်ပြီးရင်ဒီလိုမျိုးပေါ့အခုမြင်သိနေရတဲ့အတိုင်းမီးပန်းလေးဖောက်ပြီးတော့အဲ့အဓိကကတော့ဒီမီးပန်းဖောက်တာကိုကြည့်ကြတဲ့လူတွေများတာပေါ့နော်အဓိကကတော့မီးပန်းဖောက်ပြီးတော့အကုန်လုံးဓာတ်ပုံတွေထုတ်ပြီးတော့ဖုန်းတွေထုတ်ပြီးတော့ဓာတ်ပုံတွေရိုက်ကြပါလေရောအဲ့လိုမျိုးပေါ့တော့ကြည့်ပါနောက်နှစ်ကြာလို့ရှိရင်လည်းဒီ17လပိုင်း26 29လအဲ့လောက်မှကျင်းပမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါဟိုမှ10နေ့လောက်ထိကိုကျင်းပတယ်လို့တော့ထင်ပါတယ်နော်အဲ့မှာတော့ကြည့်ပါဘယ်လိုပဲပြီးတော့ကန်ချာမှုမှာနေတဲ့လူပဲဖြစ်ဖြစ်မနေတဲ့လူပဲဖြစ်တော့လည်းကြည့်ပါ
ပျော်ဖို့တော့ကောင်းမယ်လို့တော့ထင်ပါတယ်ကလေးတွေပါလေခေါ်ပါပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပေးကြတဲ့လူတွေအားလုံး